အတူယူရမယ့်အမျိုးသမီးများတည်ငြိမ်သောအမျိုးသမီးတဦးဟာသူ့ဒေါသကိုဘယ်တော့မှထုတ်မပြောက်အေးဆေးတဲ့ပြုံးတစ်ခုနဲ့ဒေါသကိုထိန်းနေစိတ်သက်တည်ကြည်သောအမျိုးသမီးကတာဝန်တစ်ခုကိုမနိုင်ဝင်ကိုလည်းမထမ်းဘူးဂရီစကားတစ်ခွန်းချင့်ချိန်ပြီးမှပြောဆိုတတ်တယ်ရိုးသားသောအမျိုးသမီးတဦးကကိုကျိုးအတွက်မကြည့်တတ်ဘူးလှုပ်ဆောင်မှုတိုင်းသူတစ်ပါးအတွက်အမြဲတမ်းထည့်သွင်းပေးတတ်တယ်ထက်မြက်တဲ့မျိုးသမီးကအသေးကွဲခြင်းကိုစွေးဖို့အတွက်အချိန်မပေးဘူးအချိန်မီသင်ခန်းစာယူပြီးတော့အနာဂတ်တိုးတက်အောင်တွေးဖို့အချိန်ယူတယ်နှလုံးရည်ပြေးသွားတဲ့မျိုးသမီးကဘယ်တော့မှသူတစ်ပါးပိုင်ဆိုင်တာကိုလူမယူတတ်ဘူးကိုယ်ပိုင်ပစ္စည်းဥစ္စာကိုပဲအမျက်တနိုးတန်ဖိုးထားတတ်တယ်ညံရည်ပြေးသွားတဲ့မျိုးသမီးကထက်မြက်တဲ့လူရဲ့နောက်ကလိုက်ရတဲ့လမ်းကိုမိခိုးမလိုက်ဘူးကိုယ်တိုင်ကိုယ့်ရဲ့လမ်းကိုဖောက်ဖို့တခဏတာပဲတပည့်ခံတယ်တကယ်ခင်မိတဲ့မျိုးသမီးကမိတ်ကပ်နဲ့မျက်နှာချဲသားဖို့ပဲတွေးမနေဘူးသူမဘဝအောင်မြင်မှုပတ်ဝန်းကျင်နဲ့ဘလို့နေထိုင်သင့်တယ်ဘလို့တိုးတက်ပြောင်းလဲနေတယ်ဆိုတာကိုပဲအဓိကအာရုံထားရတယ်တော်တဲ့မျိုးသမီးတဦးဟာအချစ်ကိုမရှိမဖြစ်ဘဝတစ်ခုလုံးလို့သတ်မှတ်မထားဘူးဘဝရဲ့မရှိလဲဖြစ်တဲ့လိုအပ်ချက်တစ်စိတ်တစ်ပိုင်းလိုပဲသတ်မှတ်ထားတယ်ယဉ်ကျေးတဲ့မျိုးသမီးကစကားတစ်ခုကိုနှုတ်ခမ်းပြားနေမဖန်ဆင်းဘူးအုံနောက်နဲ့ပိုင်းဖြတ်နှလုံးသားနဲ့ဆန်းစစ်ပြီးမှစကားတစ်ခွန်းဖန်ဆင်းတယ်မိမမြတ်ဆိုတာတရင်ကတာယာမှုကိုလေအစဉ်မြဲပိုင်ဆိုင်မှုရမတ်အနေနဲ့အသွင်ပြောင်းမယူဘူးငရဲထီဆွဲချမဲ့ဆက်ဆုပ်စရာယာကစိတ်လိုပဲသဘောထားပါတယ်